နံပါတ်1စိတ်ကောင်းထားနံပါတ်2စကားကိုပြစ်ကင်းအောင်ပြောကိုဒီလျောက်လှုပ်တဲ့အခါမှာမဟုတ်တာတွေမလုပ်နဲ့လုံးဝရှောင်အဲ့ဒီလိုလုံးဝရှောင်ရင်ကိုပဲမင်းအခြေအနေကောင်းနေမင်းမရပြီဆက်လို့ရမှာပါတော့မင်းမပြည့်စုံတဲ့ဘဝမှာဆိုရင်မင်းစိတ်ဝင်စားလိုက်ပါသူများအကျိုးဆောင်ရဖို့စိတ်ဝင်စားလိုက်ပါတတ်တော့မင်းမာနတွေဒေါသတွေမချီးပါနဲ့ပြောင် gentleman ဖြစ်အောင်နေစမ်းပါတန်ဝိပါခီမြတ်တာခွဲဝေပြီးတော့သုံးဆွဲပါဘုရင်ကြီးမင်းကိုကြိုးတာမကြည့်နဲ့သူများစိတ်ခံစားကိုနားလဲပေးပါအဲ့ဒီအချက်လေးချက်မင်းမပြည့်စုံပြီဆိုလို့ရှိရင်မင်းမကြောက်နဲ့နောက်ဘဝမင်းအတွက်ခြေခံအသင့်ကြအသင့်ဆိုတာဖြစ်ပြီအဲ့လိုဆိုလို့လေနော်နောက်ဘဝအတွက်ဒါအမခံချက်ရသွားပြီအဲ့ဒါမကြောက်နဲ့ဒါဖះအမခံပေးတာဘုံဘဝအမခံပေးတာကြောက်စရာမလိုဘူးလို့ပြောအဲ့အားတွေနဲ့ပြည့်စုံနေကြောက်စရာလုံးဝမလိုဘူးမစိုးရိမ်နဲ့သိကျင်တဲ့ချိန်သေးသူကသိကျင်သေးမှာပဲဒီပြောတော့ရတာသိကျင်တဲ့ချိန်သေးငါဒါတွေရှိဖို့အရေးကြီးတယ်ကျန်တာတွေစိုးရိမ်မနေနဲ့အဲ့ဒါလို့နှလုံးသွင်းနိုင်အောင်ရဗုဒ္ဓရဲ့အဆုံးအမနဲ့အညီကျင့်သုံးနေထိုင်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း